Hello အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကတော့ဂျပန်ဘက်မှာအလုပ်လုပ်တာပေါ့နော်တလားကိုလစာဘယ်လောက်ရလဲဘယ်လောက်စုမိလဲဆိုပြီးတော့ပေါ့နော်ဒီမေးတဲ့သူလေးတော်တော်များတယ်ပေါ့နော်အမဂျပန်မှာအလုပ်လုပ်နေတာတလားကိုလစာဘယ်လောက်ရလဲပေါ့နော်အမတလားကိုဘယ်လောက်စုမိလဲဆိုပြီးတော့မေးတယ်တငယ်ချင်းတွေရှိတယ်မောင်လေးညီမလေးတွေရှိတယ်ပေါ့နော်အားကြောင့်မို့လို့ဒီဗီဒီယိုလေးနဲ့ပေါ့နော်ဒီအနည်းဆက်ဆုံးနှိုင်းရှင်လို့ရအောင်လို့ပြောပြပေးမယ်ပေါ့နော်ဒီဗီဒီယိုထဲမှာပြောပြပေးတဲ့ဒီမိတ်ဆိုင်ရှော့ပေါ့နော်နမူနာပေးထားတဲ့မိတ်ဆိုင်ရှော့ကကြတော့ဒီတခြားပေါ့နော်ဒီ trainee visa ဒုက္ခတေ visa တို့လိုမျိုးပေါ့နော်ဒီနိုင်နဲ့လောက်အားကရတဲ့ပုံစံမျိုးမဟုတ်ပဲねပေါ့နော်ဒီ work visa လိုမျိုးပေါ့နော်ဒီ KQ နဲ့ပေါ့နော်ရတဲ့ပုံစံမျိုးနဲ့ပြောပြပေးထားတာဖြစ်ပါတယ်ပေါ့နော်အဲဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်နှိုင်းရှင်လို့ရအောင်လို့မို့ဟိုဒီပေါ့နော်အခြေခံသဘောတရားလေးသိအောင်လို့ပေါ့နော်ပြောပြပေးထားတာဖြစ်ပါတယ်ရှင်းပြပေးမယ်ပေါ့ဆိုတော့ Q ရော CQ မိတ်ဆိုင် short ဆိုတာကလစာပေးတဲ့စာရွက်ပေါ့နော်ဒီလစာပေးတဲ့စာရွက်ကကုမ္ပဏီတစ်ခုနဲ့တစ်ခုနဲ့လိုက်ပြီးတော့မတူဘူးပေါ့နော်ဒီထဲမှာရေးထားတဲ့အကြောင်းအရာကိုရှင်းပြမယ်ဆိုရင်ဒီ CQ နံကကုဆိုတာကလစာပေးမယ်နှစ်နဲ့လပေါ့နော်နောက်တစ်ခုက CQ hit ဆိုတာကဒီလစာပေးမယ်ရက်ပေါ့နော်လစာပေးမယ်ရက်ကဒီမှာတော့15ရက်ပေါ့နော်ကုမ္ပဏီတစ်ခုနဲ့တစ်ခုလိုက်ပြီးတော့ရက်20ပေးတဲ့ကုမ္ပဏီတွေရှိသလို25ရက်နေမှာပေးတဲ့ကုမ္ပဏီတွေလည်းရှိတယ်ပေါ့နော်နောက်တစ်ခု Sushi ဆိုတာကအဖွဲ့အစည်းအဲဆိုရင်ကိုကဘယ်အဖွဲ့ထဲမှာပါနေရလဲပေါ့နော်ဒီကျင်းဆိုင်ဌာနထဲမှာပါတာလားအေကျော်ဌာနထဲမှာပါတာလားခိုးမှုအင်ဂျင်နီယာဌာနထဲမှာပါတာလားဆိုတာကိုရေးပေးထားတာဖြစ်တယ်ပေါ့နော်အခုကတော့တိုးနီဟွန်ခိုးမှုပေါ့နော်ဒီအင်ဂျင်နီယာဌာနကပေါ့ရှာရင်ကိုတို့ဆိုတာကကုမ္ပဏီဝင်တဲ့အခါမှာဆိုလို့ရှိရင်ကိုကပေါ့နော်ဒီရှာရင်နံပါတ်လေးရတယ်ပေါ့နော်ကိုယ့်ရဲ့ဝန်ထမ်းနံပါတ်ကိုရေးထားတာဖြစ်တယ်နောက်တစ်ခုကရှိမေးဆိုတာကနာမည်ပေါ့နော်ကိုယ့်ရဲ့နာမည်ကိုရေးထားတာဖြစ်တယ်နောက်တစ်ခုဒီ memo ဒီမဲမိုထဲမှာကကြတော့ကိုကအလုပ်ဘယ်နှစ်ရက်ဆင်းထားလဲဘယ်နှစ်နာရီဆင်းထားလဲအချိန်ပိုဆင်းထားရဆိုလို့ရှိရင်လည်းအချိန်ပိုဘယ်နှစ်နာရီဆင်းထားလဲပေါ့နော်ကိုရဲ့ဒီလစာအလုံးစုစုပေါင်းကဘယ်လောက်ရတယ်ပေါ့နော်ပြီးတော့မှအဲ့ဒီထဲကနေပြီးတော့မှဘာတွေနှုတ်တယ်ပေါ့နော်တကယ်ကိုအတင်ရတဲ့ပမာဏကဘယ်လောက်ဆိုတဲ့ဟာကိုရှင်းပြထားတဲ့မဲမိုလေးဖြစ်တယ်ပေါ့နော်ပထမဆုံးကဒီရှုခင်းဟိစုဆိုတာကအလုတ်တက်တဲ့ရက်ပေါ့နော်အဲဆိုတော့တပတ်ကို9ရက်ပေါ့နော်တစ်လကို4ပတ်ဆိုတော့ရက်20ပေါ့နော်ရက်20လှုပ်ဆင်းထားတယ်နောက်တစ်ခုကရှုခင်းကြည့်ကန်ဆိုတာကကြတော့ဒီရုံးတက်တဲ့အချိန်ပေါ့နော်ရုံးတက်တဲ့အချိန်ကရောက်တော့ဒီတစ်ရက်ကို8နာရီတစ်ပတ်ကို9ရက်ဆိုတော့တစ်ပတ်ကိုနာရီ40အဲဆိုတော့တစ်လကို4ပတ်ဖြစ်တဲ့အတွက်ကြောင့်နာရီ160ပေါ့နော်ဒီထဲမှာမှကိုကအချိန်ပိုဆင်းထားတယ်ဆိုရင်အချိန်ပိုဘယ်နှစ်နာရီပေါ့နော်အခုကတော့အချိန်ပိုမဆင်းထားတဲ့အတွက်ကြောင့်မို့လို့အချိန်ပိုမပါဘူးပေါ့နောက်တို့ CQ မှာကြတော့ဒီ Q1Q အခြေခံလစာပေါ့နော်အခြေခံလစာက25,000နဲ့တွက်ထားတယ်ပေါ့နော်ဒီမှာမှဒီကုမ္ပဏီကနေမှတခြားထောက်ပံ့ထားတဲ့100တဲတွေရှိမယ်ပေါ့နော်ဒီဂျူတာကု100တဲရှိမယ်စီခါကု100တဲရှိမယ်ပေါ့နော်ကုမ္ပဏီကနေပြီးတော့မှတတ်မှတ်ထားတဲ့100တဲတွေရှိမယ်ပေါ့နော်အခုကတော့ဘာမှမရှိလို့မို့ဘာမှထည့်တွက်မထားဘူးဖြစ်တယ်ပေါ့နော်အဲဆိုတော့ဒီ CQ ကကုကိုခေအလုံးပေါင်းကုမ္ပဏီကနေပြီးတော့မှကိုပေးမှာပေါ့နော်ပေးမှာကကြတော့ရန်25,000ဖြစ်မယ်ပေါ့နော်အဲ့25,000ကကိုတကယ်ရတဲ့ပိုက်ဆံမဟုတ်သေးဘူးပေါ့နော်အဲ့ထဲကနေပြီးတော့မှဒီခိုးကြော့နှုတ်မဲ့ဟာတွေရှိသေးတယ်ပေါ့နော်အဲ့ထဲကနေပြီးတော့မှဘာတွေနှုတ်မှာလဲဆိုတော့ခန်းခိုးကိုကန်းလျော်ပေါ့နော်ကျမကြီးအာမခံရှိမယ်အဲ့ဒီအတွက်ကဒီပေါ့နော်ရန်12,883ရန်ဖြတ်မယ်ပေါ့နော်နောက်တစ်ခုဒီကိုစိန်နန်းကင်းလျော်ပေါ့နော်ဒီပင်စင်ကွန်ရှိမယ်ပေါ့နော်ပင်စင်ကွန်ကရန်23,990ဖြတ်မယ်ပေါ့ခိုးရောဟုတ်ကန်းလျော်အလုတ်အာမခံရှိမယ်ပေါ့နော်အလုတ်အာမခံအတွက်ကကြတော့ဒီရန်1385ရန်ဖြတ်မယ်ပေါ့နောက်တစ်ခုကကြတော့စော့တုတ်ကုစေးဆိုတာကဝင်ငွေခွန်ကရန်9,200ဖြတ်မယ်ပေါ့နော်အခုကတစ်နှစ်အတွင်းပဲရှိတရားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဂျူမန်စေးကိုထည့်နှုတ်မထားဘူးပေါ့နော်တစ်နှစ်ကျော်သွားပြီဆိုလို့ရှိရင်ဒီထက်ကနေပြီးတော့မှဂျူမန်စေးလို့ခေါ်တဲ့နေထိုင်ကုန်မှာနှုတ်မယ်ပေါ့နော်အဲ့ဒါဆိုတော့ဒီအလုံးပေါင်းပြီးတော့နှုတ်လိုက်မယ်ဒီပေါ့နော်ခိုးကြောကကုကိုကေအလုံးပေါင်းနှုတ်မယ်ဒီရန်ကကြတော့ရန်ပမာဏကကြတော့43,248ရန်နှုတ်မှာပေါ့နော်
ဒီဘက်မှာကြတော့ဒီခေဆန်ကွက်မှာကကြတော့ဒီစာရှိရှိကျူကကုဒီအတတင်ပေါ့နော်အတတင်ကုမ္ပဏီကနေမှကိုပေးမဲ့ပမာဏကကြတော့ဒီအလုံးပေါင်းရတာကတော့ရန်25တောင်းဟုတ်တယ်ဒါပေမဲ့ကိုရဲ့ဒီပေါ့နော်အခွန်နေနှုတ်လိုက်တာပေါ့နော်ဒီကျမကြီးအာမခံနေပင်စင်ခွန်နေလောက်အာမခံနေဝင်ငွေခွန်နေနှုတ်လိုက်တဲ့ပမာဏကရန်43,248ရန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ25တောင်းနဲ့ကနေပြီးတော့မှ43,248ရန်နှုတ်ထားတဲ့ပမာဏကဒီမှာပေါ့နော်ရန်20နဲ့6,952ရန်ဖြစ်မယ်ပေါ့နော်အဲ့ဒါကမှတေရိုဒီပေါ့နော်အတတင်ဝင်ငွေဖြစ်တယ်ပေါ့နော်ကိုယ့်ရဲ့ဘဏ်ကတ်ထဲကိုရောက်လာမယ်ငွေပမာဏဖြစ်တယ်ပေါ့နော်အဲ့ဒီ20နဲ့6,952ရန်ကကြတော့တေရိုဒီအတတင်ဝင်ငွေဖြစ်တယ်ပေါ့နော်အဲ့ဒီထဲကနေပြီးတော့မှကိုယ့်ရဲ့အိမ်လာကတွေရှိမယ်ရေဘိုးမီးဘိုးဂတ်စ်ဘိုးရှိမယ်ဖုံးပေဘိုးရှိမယ်စားတောက်စိတ်တွေရှိမယ်ပေါ့နော်အဲ့ဒီထဲကနေပြီးတော့မှထပ်နှုတ်ပြအောင်မယ်ပေါ့နော်အဲ့ဆိုတော့ပထမဆုံးပေါ့နော်အိမ်လာကကိုရန်4,000နဲ့ဒီရေဘိုးမီးဘိုးဂတ်စ်ဘိုးကိုရန်1,000အလုံးပေါင်းရန်5,000နှုတ်လိုက်မယ်ပေါ့နော်ဒီ20 6,952ရန်နဲ့ကနေပြီးတော့မှရန်အိမ်လာကရေဘိုးမီးဘိုးဂတ်စ်ဘိုးကို5,000နှုတ်လိုက်မယ်5,000နှုတ်လိုက်လို့ရှိရင်ကျန်မှာက15,6,952ရန်ကျန်မယ်ပေါ့နော်ဒီ15,6,952ရန်နေပြီးတော့မှဖုံးပေကိုရန်4,000နှုတ်မယ်ပေါ့နော်ရန်4,000နှုတ်လိုက်ရင်ကျန်မဲ့ပမာဏက15,2,952ရန်ကျန်မယ်ပေါ့နော်နောက်တစ်ခုကဒီပေါ့နော်15,2,952ရန်နဲ့ကနေပြီးတော့မှစားစိတ်ပေါ့နော်တလားစာစားစိတ်ကိုရန်4,000နှုတ်မယ်ရန်4,000နှုတ်မယ်ဆိုလို့ရှိရင်တကယ်ကျန်မဲ့ပမာဏကရန်17,2,952ရန်ပဲကျန်မယ်ပေါ့နော်အဲ့ဒါကိုအခုမြန်မာငွေ29ရန်နဲ့တွက်ကြည့်မယ်ပေါ့နော်29နဲ့တွက်ကြည့်ရင်32,6,9,808ကျပ်ပေါ့နော်မြန်မာငွေနဲ့တွက်တော့ရောက်တော့အဲ့ဆိုတော့ပြန်မြက32သိန်းဝန်းကျင်ပဲကျန်ပါမယ်ရတာကတော့ဒီ25တောင်းပေါ့နော်25တောင်းကို29နဲ့ညှောင်းကြည့်လိုက်ရင်ဒီ82သိန်း5တောင်းရတာကတော့ဟုတ်တယ်ပေါ့နော်82သိန်းဝန်းကျင်လောက်တော့ရမယ်ဒါပေမဲ့ကိုတကယ်ကြံတဲ့ပမာဏပေါ့နော်ဒီအခွန်တွေဖြတ်ပြီးစားတောက်ပြီးအိမ်လာကပြီးဖုံးပေပိုးတွေရှင်းပြီးအားလုံးပေါင်းကြံမဲ့ပမာဏက32သိန်းဝန်းကျင်ပဲရှိပါတယ်အဲဆိုတော့အားလုံးပဲဒီလစာနဲ့ပတ်သက်ပြီးတော့ပေါ့နော်နားလည်မယ်လို့ထင်ပါတယ်အားလုံးပဲဘိုင်ဘိုင်